ရုံးမှထိုင်ရတာများတော့ခါးတွေတော်တော်နာလာပြီကွာထိုင်ခုံကလည်းမကောင်းဘူး boss အဲ့ဒါအတွက်ကျွန်တော်ဖြည့်ရှင်းချက်ရှာထားပြီးပြီရုံးခန်းသုံးပစ္စည်းအသစ်ရောက်နေပြီဗျမိတ်ဆက်ပေးပါရစေဒါကတော့ Alpha နဲ့ချိတ်ဆက်ထားတဲ့ AI Smart Ergonomic Chair ဉာဏ်ရည်တုထိုင်ခုံပြန်ဖြစ်ပါတယ် ဟေးပုံစံကတော့အာကာသယင်မှုထိုင်ခုံကြနေတာပဲထိုင်လို့ကောကောင်းပါမလား ခါယိုအနေထားမှားယွင်းနေပါသား perfect posture mode ကိုစတင်ပါမည် ဟေးကြောမီကအရှိကိုတွန်းနေတယ်ငါရုပ်တုကြီးဖြစ်သွားပြီ ဘောစစ်ကိုကြည့်ရတာစာတင်ကျောင်းကကျောင်းသားလေးလိမ့်မာနေတယ်လို့ပဲနော်အဲ့လိုမတ်မတ်လေးထိုင်တာကြည့်ကောင်းပါလေ အာယုံစူးစိုက်မှုမြင့်တင်ရန် focus ကိုဖွင့်လိုက်ပါသား ဝေါအမိုက်စားပဲဗျာဘော့စ်ကအာကာသထဲရောက်သွားတယ်လို့ပဲ ကဲဒီခုံကအလိုလျောက်သွားတယ်ဆိုဟေးစက်ရုပ်ခုံငါ့ကိုစာရွက်ထုတ်ဆက် printer ရှိတဲ့နေရာစီသွားပို့စမ်းဟေးမြန်လွန်းနေဒါရုံးခန်းလေကွာ Formula 1ပြိုင်ကွင်းစမဟုတ်ဘူးဟာ Alpha အရှိန်လျှော့စမ်းခလုတ်နှိပ်လိုက်ပြီ boss တက်ကြွစွာအလုပ်လုပ်နိုင်ရန် active bouncing mode စတင်ပါပြီ ကိုမင်းခလုတ်မှားနှိပ်လိုက်ပြန်ပြီလားငါရေတောက်လို့တော့မရတော့ဘူး ကိုမင်းအဲ့ဒီခုံကြီးကိုအခုချက်ချင်းရက်အောင်လှုပ်စမ်း boss ခေါင်းမူပြီးလဲတော့မယ် လုံနေပါတယ်အန်ဒီလာရဲ့ခဏစောင့်အောင်မယ်မင်္ဂလာပါကျွန်တော်ကကျန်းမာရေးနဲ့ဘေးကင်းလုံခြုံရေးစစ်ဆေးရေးမှူး inspector ပါဒီရုံးခန်းကစီကန်းနဲ့ညီမညီအဆင့်မြင့်အကြောဖြည့်နှိမ့်နေခြင်း deep massage mode စတင်ပါပြီ ဝေါတကယ်ကိုအံ့သောစရာပဲဝန်ထမ်းတွေရဲ့ကျန်းမာရေးအတွက်လေ့ကျင့်ခန်းတော့အကြောဖြည့်စနစ်ပါထည့်ထားတာပဲဒီရုံးခန်းကစံပြရုံးခန်းအဖြစ်သတ်မှတ်ပေးလိုက်ပြီဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါကျွန်တော်တို့ကုမ္ပဏီရဲ့နည်းပညာအသစ်ပါဝန်ထမ်းတိုင်းလန်းဆန်းသွားစေရမယ် တော်သေးတယ် boss အိပ်ပျော်သွားလို့ အကိုမင်းဘော့စ်ခုံပေါ်မှာခုံပေါက်နေတဲ့ဗီဒီယိုက TikTok မှာ view 8 သန်းပြည့်သွားပြီထိုင်ခုံကုမ္ပဏီကပါဆက်သွယ်နေပြီ Alpha တွေနောက်ထပ်ထိုင်ခုံ10လုံးလောက်ထပ်မှာလိုက်တော့ကွာကျွန်တော်တို့ရုံးခန်းရဲ့ AI ထိုင်ခုံအလွဲများကိုသဘောကျရင် like နဲ့ subscribe လေးနှိပ်ပေးသွားကြပါအောင်ဗျာ